အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ magician လေးနေပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့သွားနေကြစီစဉ်လေးတစ်ခုဖြစ်တဲ့ magic performance တွေကိုလုပ်ပြပြီးတဲ့အခါမှာ၎င်းရဲ့ formula တွေကိုပြန်ပြီးတော့ sharing လုပ်ပေးတဲ့စီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီနေ့ကျွန်တော်တင်ဆက်မယ့်ဒီလေးကတော့ကျွန်တော်မှာဘဲတို့တုပ်ရှိပါတယ်ဘဲတို့လေးကတော့ဖဲအချက်ရည်52ချက်အစုံပါပါတယ်1 to 10 jack king queen အစုံလုံးပါပါတယ်အဲ့တော့ဒီဘဲတို့တွေကနေပြီးတော့မှစိတ်တတွေကတယောက်ကကြိုက်တဲ့ဖိချက်တစ်ချက်ကိုယူရမယ်เนาะယူပြီးရင်မှန်အောင်ပြောတယ်နီဒါပေမဲ့ကတ်ချင်းလေးနဲ့တွဲပြီးတော့တင်ဆက်မဲ့နီးဖြစ်တဲ့အတွက်ဒီချာလေးအာယုံစိုက်ပြီးတော့ကြည့်ပြပါကျွန်တော်ရဲ့ဘယ်လိုလေးမှာစီစဉ်ထားမှုမရှိဘူးဆိုတော့ပြေးကြအောင်ကျွန်တော်ကအရင်ဆုံးရောလိုက်ပါမယ်ရောပြီးတဲ့အခါမှာညီလေးကဒီဖဲထုတ်တွေကနေပြီးတော့ကြိုက်တဲ့ဖဲတစ်ချက်เนาะဟုတ်ကဲ့ပိတ်သက်ရဲ့ကိုစားတိုက်တဲ့တစ်ချက်ယူလိုက်ပါဆရာမမြင်သေးနဲ့เนาะโอเคရပြီဗျာဟုတ်ပြီအဲ့တော့အားလုံးကင်မရာကိုလည်းပြပြီပါရပြီเนาะရပြီဆိုလှည့်လာမယ်ကျွန်တော်ကအဲ့ဖဲလေးကိုခုချိန်ဒီလုံးဝမမြင်ရသေးပါဘူးဖဲထုတ်လေးကိုလည်းကျွန်တော်တော့ဝက်ချိုးလိုက်မယ်ဒီမှာပြန်တင်လိုက်ပါအဲ့ဖဲလေးဟုတ်ပြီเนาะအဲ့ပုံမှာဖဲလေးအများကြီးတင်ပြီးတော့ရောလိုက်မယ်မှတ်ထားတာပြုတာလုံးဝမရှိဘူးဟုတ်ပြီเนาะဟုတ်တယ်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်ရောပလိုက်ပြီဟုတ်ကဲ့အဲ့လောက်ဆိုရင်တော့ဖဲထုတ်ထဲမှာဘယ်နားမှာခုနကတော့ပိတ်သက်ကြည့်တာတွေပဲရောက်သွားပြီလေဆိုတာဟုတ်ပိတ်သက်တွေလည်းမသိနိုင်တော့ဘူးပေါ့เนาะဒီလည်းမသိတော့ဟုတ်ပြီเนาะဒါဆိုဆရာပြန်ပြီးတော့ရှာပြမယ်ကဲမားရင်လည်းမားမယ်ကွာမှန်ရင်လည်းမှန်မယ်ကွာအဲ့တော့ဖြစ်နိုင်ခြေရှိတဲ့ဖဲလေးတစ်ချက်ကိုဆရာကပြမယ်အခုခုနကတော့အားလုံးမှတ်ထားတဲ့ဖဲလေးကအသေးပုံချက်ဟက်ချက်ဖဲလေးဟုတ်ပါသလားမဟုတ်ဘူးဟုတ်မှားနေကျွန်တော်တို့ magic performance လုပ်တဲ့နေရာမှာဒီလိုမျိုးမှားလို့မရဘူးမှားနေတဲ့အတူတူကျွန်တော်အဲ့ဒီ head check ဖဲလေးကိုပိတ်တဲ့လက်မှာတင်ထားမယ်ညီလက်မွားလေးပြန်တာပါညီရဲ့လက်ပေါ်မှာမှားနေတဲ့ဖဲလေးကိုတင်ထားလိုက်မယ်ဒါသည် head check ဖြစ်ပါဟုတ်ပြီနော်အဲ့တော့ head check ဖဲလေးကခုနကကြည့်လာတဲ့ဖဲဟုတ်မဟုတ်မှားနေအဲ့တော့အမှန်ပါတောက်ခက်တောက်ကိုဟုတ်သိရရင်တော့တောက်ကိုတော့ diamond 9နဲ့ကျွန်တော်အခုမှားနေတဲ့ jack ဖဲကိုကျွန်တော် diamond 9ပြောင်းအောင် magic ပညာနဲ့ပြောင်းလိုက်မယ်နော်ဟေးကိုပဲပြောင်းစမ်းဒီလေးနိုင်ကြည့်လိုက်တော့လုံးဝဟာ diamond 9ချက်သွားတယ်ကောင်းပါအဲ့တော့အခုဒီပြောက်ွက်လေးကိုတစ်ခါတည်းပြန်ပြီးတော့ formula sharing ပေါ့ဤပညာမျှဝေပေးမယ်ဆိုရင်သိညလားသိနေတာဗောဆရာတစ်ခါတည်းသိပေးမယ်ဟုတ်ပြီနော်ကျွန်တော်အခုတက်ဆက်ပေးတဲ့ magic formula sharing အစီအစဉ်တွေကကျွန်တော်လည်းတပြားတစ်ချက်မှမရပါဘူးကျွန်တော်ဒါပညာရက်ကိုကျွန်တော်မနှမျောစွာနဲ့ကျွန်တော်စနစ်တကျစဉ်းစားပါနဲ့ကျွန်တော်ရဲ့ဒါ orient တွေဒီပညာရက်ကိုချစ်ခင်လေးစားတဲ့သူတွေအတွက်ကျွန်တော်တက်ဆက်ပေးနေတာဖြစ်ပါတယ်နောက်တစ်ခုကလည်းကျွန်တော်နိုင်ငံမှာဒီပညာမျိုးတွေကိုအခုလိုမျိုးတက်ဆက်ပေးနေရလူကျွန်တော် online ပေါ်မှာ TikTok ပေါ်မှာလက်ချိုးရီလို့3ယောက်မရှိဘူးဆိုတော့တကယ်ကိုမြန်မာနိုင်ငံမှာရှားပါတဲ့အမှုပညာတစ်ခုအတတ်ပညာတစ်ခုဆိုတာကိုနားလည်တဲ့သူတွေကတော့သိပါတယ်တချို့နားမလည်တဲ့လူတွေရှိပါတယ်ကျွန်တော်ဒီ formula sharing လုပ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကပြောက်ွက်လေးတွေမှာလည်းပိတ်သက်အားလုံး line မီမဲ့ပြောက်ွက်လေးတွေကျွန်တော်တို့က basis ပိုင်းလေးတွေအခြေခံလေးတွေကောင်းတဲ့ပြောက်ွက်လေးတွေတော့ပါတယ်ကောင်းတာတွေကျတော့မပြောကြဘူးတစ်ခါလေကြားလို့ရှိရင် basis ကြားတဲ့ဟာလေးတွေကျတော့ကလေးကွက်တွေပါကွာဒါမှငါတို့မူချိုတွေကလှုပ်လာတာသူငရဲနဲ့လှုပ်လာတာစောက်ပေါ်လို့ဟောသိရမလားကျွန်တော် comment တွေမှာဝင်ဖက်ကြည့်တချို့တော်မမတ်ရမ်းဒီစော်ကားထားတဲ့ comment တွေရှိတယ်ဗျဆိုတော့ကျွန်တော်ပြောချင်တာကဒီအမှုပညာကိုမနစ်တိုက်ဝင်မကြည့်ပါနဲ့တခါတည်းကြော်သွားပေးပါကြည့်ပြီဆိုရင်လည်းအေးစစ်စစ်နိုင်ငံကြီးစားပီတာပါကြည့်ပေးပါ education ရှိစွာကြည့်ပေးပါဒါကအမှုပညာတစ်ခုပါလိန်နာမဟုတ်ပါဘူးညာနာမဟုတ်ပါဘူးကျွန်တော်တို့အမှုပညာအားလုံးဆိုတာအတူကိုအစ်ဖြစ်အောင်ဖန်တီးရပါဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ magic ဆိုတာလည်းပိတ်သက်တွေရဲ့ရှေ့မှာတကုရှင်တယောက်တစ်ဖွဲ transition တယောက်တစ်ဖွဲမော်ဆီယာတယောက်တစ်ဖွဲသရုပ်ဆောင်ရတဲ့အမှုပညာတစ်ခုပါကျွန်တော်တို့ရဲ့ trick တွေနဲ့သိပ္ပံပညာတွေ chemical ပညာတွေ physically mentally စသဖြင့်ဒါတွေအားလုံးကိုပေါင်းစပ်ပြီးတော့တရုပ်ဆောင်ပညာနဲ့ပေါင်းဖက်ပြီးတော့တင်ဆက်တဲ့အမှုပညာတစ်ခုပါဒါကြောင့်မို့အမှုပညာတစ်ခုကို don't think just be မတွေးပါနဲ့ခန်းစားပြီးတော့ကြည့်ပေးပါအဲ့တော့သင်ပေးတဲ့အပိုင်းလေးတွေမှာလည်းစနစ်တကျနဲ့ live ပါလှုပ်ဆောင်ကြတဲ့ကျွန်တော်ရဲ့တငယ်ချင်းတွေကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ဒီပြောက်ကလေးကိုကျွန်တော်တစ်ခါတည်း formula sharing အခုလုပ်ပေးမှာဖြစ်ပါတယ်ကြည့်အောင်ပါဖဲလို့တစ်ထုပ်ရှိတယ်ဗျာဒီဖဲလို့ကရိုးရိုးတာမန်ဖဲလို့တစ်ထုပ်ပါပဲဘာမှကြိုတင်ပြင်ဆင်မှုတွေမပါပါဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ဒီအဓိကဒီ magic formula တွေနဲ့သွားတာပေါ့ဖဲလို့တွေကိုကျွန်တော်တို့ပထမရိုးတယ်အောက်မှာတစ်ချက်စောင့်လိုက်တာနဲ့ဒီပြိုင်နဲ့ကျွန်တော်အမှတ်တမဲ့မှတ်လိုက်တာ by ဖဲလေးပါအခု by ဖဲလေးကဘယ်လောက်လဲဆိုလို့ရှိရင် diamond 2ဒါလေးကိုကျွန်တော်တို့ကဒီလိုမှတ်မတင်စောင့်လိုက်တာနဲ့ diamond 2ကျွန်တော်တို့ခေါင်းထဲမှာအသေးရိုက်ထည့်ပြီးတော့မှတ်လိုက်မယ်မှတ်ပြီးဆိုရင်ပိတ်သက်ကိုကြိုက်တဲ့ကတ်ယူခိုင်းလိုက်ပါယူလိုက်ပါဒီလေးကြိုက်တဲ့ကတ်ယူပါကင်မရာကိုပြပေးပါညီလေးကြည့်ပါဒါကြီးဟုတ်မှတ်မိပြီနော်ဟုတ်ပြီပိတ်သက်ကြည့်လည်းမှတ်ထားပေးပါအဲ့ဖဲချက်လေးကိုကျွန်တော်တို့ကပြီးတဲ့အခါမှာဒီကောင်ဒီလိုလေးရောချရတယ်နော်ဒီမှာတင်လိုက်ပါဆိုပြီးတော့အပေါ်မှာရောကန်ဒီမှာဒီမှာ diamond 2ကအပေါ်မှာကက်ရက်ရှိတယ်ကွာခုနစောက်တဲ့ချိန်ကြည့်လိုက်တဲ့ဖဲချက်ကြည့်ထားတဲ့ byte ဖဲကိုကွာသိထားတယ်သိထားပြီးတော့တင်လိုက်တယ်တင်ပြီးသူ့ကိုရောလို့ရတယ်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ရတယ်တယ်လီဖုန်းတွေပါရောထိုးလို့မရဘူးပေါ့အဲ့လိုလေးရောပြီးသွားပြီဆိုရင်
ကိုရှာရမှာက diamond 2ကိုရှာရမယ် ဟုတ်ကဲ့ ပလက်လန်မယ် diamond 2ကိုရှာမယ်ဆိုတော့ခုနကတော့မှောင်ရက်အနေထားတော့ကပိတ်သက်ယူတဲ့ဖဲအပေါ်မှာ diamond 2ကက်ရက်ရှိမယ်ပလက်အနေထားမှာဆိုလို့ရှိရင် diamond 2ရဲ့အပေါ်မှာပိတ်သက်ရဲ့ဖဲရှိမယ်အဲ့ဒါလေးတစ်ချက်ကတော့ကျွန်တော်တို့မှားတတ်တယ်ဒါလေးကကျွန်တော်တို့စလောက်ခါစားအချိန်တွေတော့ကလည်းရှာတယ်ကိုကတော့ကိုဖဲကိုတွေ့တယ်ဒါပေမဲ့အပေါ်ကဖဲလားအောက်ကဖဲလားရုပ်တရက်ဝေခွဲအခက်ပြီးတော့ပိတ်သက်ကိုမှားပြောတာတွေရှိတယ်ပေါ့နော်အဲ့ကြတော့ကျွန်တော်တို့က diamond 2ကိုအရင်ရှာလိုက်ပါရှာပြီး diamond 2ရှာမယ်ကဲသွားရင်နဲ့ diamond 2လေးကိုကျွန်တော်တို့ကတွေ့အောင်ရှာမယ် diamond 2ကိုတွေ့တာနဲ့တပြိုင်နက်ကျွန်တော်တို့လောက်ရမယ်လောက်ပါ diamond 2တွေ့ပြီဆိုဒါဆိုရင်ခုနကတော့30อ่ะပိတ်သက်မှတ်ထားတဲ့30ဟုတ်တယ်နော်ဆိုတော့ကျွန်တော်တို့အဲ့ဒါကိုတမ်းမပြဘဲနဲ့အမားကိုပြမှာဖြစ်တဲ့အတွက်အဲ့ဒီရဲ့အပေါ်မှာတခြားသောကတ်ကိုကျွန်တော်တို့ကတင်လိုက်ပါတင်ပြီးရင်ဖဲတော့ရဲ့ bite အောက်ဆုံးမှာပဲထားလိုက်ပါပြီးရင်ပိတ်သက်ကိုကျွန်တော်တို့ကပြလိုက်ပါဒီဖဲလေးဟုတ်လားမဟုတ်ဘူးမှားနေတဲ့အတွက်ပိတ်သက်ကmagician တော့မှားသွားပြီဟုတ်ပြီအဲ့တော့မှားတဲ့ဖဲလေးကနံပါတ်ဘယ်လောက်လဲဆိုတော့ clap 5ညီလေးလက်ဘောဖြတ်တာပါညီလေးလက်ဘောမှာအဲ့ဒီ clap 5လေးကိုအကိုတို့ကတင်လိုက်ပါမယ်ပြီးတော့ပိတ်သက်ဖဲအမှန်ကိုမေးတယ်30ဆိုတော့30ပြောင်းပြလိုက်တကယ်တော့ 5ကဒီမှာပဲရှိဟုတ်ပြီနော်အဲ့တော့အဲ့ဒါလေးကိုပြန်ပြပေးမယ်တော့ဒီလိုလေးရှိနေတယ်ပိတ်သက်ဖဲအမှအောက်ဆုံးမှာအမားတစ်ခုထပ်ထားတယ်မှားလိုက်တဲ့အချိန်မှာဆရာတော့ဘာလုပ်ရလဲဆိုဒီဘက်လက်ညှိုးလေးနဲ့ဒီလိုလေးနောက်ကိုထိုးလိုက်တယ်ပြီးတော့မှရှေ့ရဖဲသားလေးကိုယူလိုက်တယ်ဒါဆိုရင်ပြောင်းသွားမယ်နော်အဲ့တော့ပြန်ပြပေးမယ်နော်မြင်ကွင်းလေးကပိတ်သက်မြင်ကွင်းကဒီလိုရှိတယ်ဒီမှာဒါဟုတ်လားမဟုတ်ဘူးဒီလက်ပွားလေးပြန်တာကဲမင်းလက်ပေါ်ကိုဒီမှားနေတဲ့ဖဲလေးကိုတင်လိုက်မယ်ဒါဆိုရင်နံပါတ်5ဖဲလေးအမှန်ကပါလေတန်းတော့30ဖဲချက်လေdiamond 10အဲ့လိုလေးပြောင်းသွားတာဖြစ်တယ် yes ဟုတ်ပြီနော်ရလားရဟုတ်ပြီနော်အဲ့တော့ခုဖန်သားပြန်မှာကြည့်နေတဲ့တငယ်ချင်းတွေလည်းခုပြောက်ွက်လေးကိုသဘောကျလိုက်မယ်လို့ယုံကြည်ပါတယ်ကျွန်တော်ကတော့ magician လေးနေပဲဖြစ်ပါတယ်ခင်ဗျာ